အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပရိသတ်တွေအားလုံးမင်္ဂလာပါဒီအပိုင်းမှာ Premier League Club Chelsea အသင်းကတောင်ပန်ကစားမတစ်ယောက်ခေါ်ယူဖို့ဆန္ဒရှိကြောင်းတောက်လျှောက်ဖော်ပြလာတယ် Chelsea အသင်းကလူရသည်မှာ Ansu Maresca အတွက်လုံလောက်တဲ့ဖြည့်ခြင်းမှုပြုလုပ်ဖို့ရှိတဲ့ချိန်မှာတောင်ပန် position အတွက်ဒါအခု Borussia Dortmund ရဲ့တောင်ပန်ကစားမ Jimmy Gintes ကိုတော်တော်လေးသဘောကျတယ်နောက်တစ်ယောက်ကတော့ Nico Williams ကိုသဘောကျတယ် Jimmy Gintes ကတော့တန်း40-50ပတ်ဝန်းကျင်ရှိတယ်သူကတော့ breakthrough ဖြစ်တယ်အရန်ကြီးနာမည်တော့မကြီးသေးဘူးအင်္ဂလိပ်ကစားမဖြစ်တဲ့တယောက်အတွက်တော့ရေပန်းစားနေတယ် Chelsea ရဲ့ plan က Jimmy Gintes ကိုခေါ်ချင်တယ်ဆိုရင်သူတို့ဘက်က Sancho ကို United ရှိကအပြီးဝယ်ဒါ Sancho ကို Dortmund ကိုအလိုက်ပေးတဲ့ပုံစံမျိုးဒါပေမဲ့ Chelsea ရဲ့ target ဟာNico Williams ကိုပူသဘောကျတယ်တစ်ဖက်ကလည်း Arsenal အသင်းရဲ့အားကစား director အသစ်ကလည်း Nico Williams ကိုသဘောကျတယ်ကျွန်တော် Nico Williams ကိုသဘောကျတဲ့အသင်းက4သင်းလောက်ရှိတယ် Barcelona အသင်းပါတယ် Arsenal ပါတယ် Chelsea ပါတယ်ဒါပေမဲ့တခြားအသင်းတွေကတော့ Nico Williams race ကနေထွက်သွားကြပြီအဓိကကဘာလဲဆို Arsenal ကGabriel Martinelli နဲ့ Leandro Trossard ရဲ့တောင်ပန်နှစ်ဖက်ကိုသူကအိုက်ဘက်ချန်ကိုအားဖြည့်ချင်တယ်အဲ့ဘကာယိုဆာကာဘက်ကတကယ်ကိုအားကိုရသည့်တိုင်အောင်ဟိုဘက်နှစ်ဖက်ကတော်တော်လေးဝီးဖြစ်နေတယ်ဆိုတော့သူတို့ဘက်ကတကယ်ကိုအိုက်ဘက်ချန်ကိုတောက်လျှောက်အားဖြည့်ချင်တဲ့အချိန်မှာ Chelsea အသင်းနဲ့အပြိုင် Nico Williams ကိုလိုချင်တယ်ပြဿနာက Arsenal ရော Chelsea ရောက Nico Williams နဲ့ပတ်သက်လို့ဘယ်လိုပြောမလဲလာစာများစွာတောင်းဆိုရမယ့်အခက်ခဲတွေနဲ့ရင်ဆိုင်ရတယ်ဘာဆိုနာဘက်ကဆိုရင်ဘယ်လောက်ထိဆိုလဲဆိုရင်ဝါဖီညာကဘာပြောလဲဆိုရင်တကယ်လို့ Nico Williams ပဲဖြစ်တောင်ပန်ကစားမတစ်ယောက်ခေါ်မယ်ဆိုရင်နွေရာသီမှာသူကလပ်တင်ကလမ်းခွဲမယ်အဲ့လောက်ထိကိုပြောထားတယ်ပြီးခဲ့တဲ့နွေရာသီတုန်းကလည်း Nico Williams ကိုဘာဆိုနာကအသေးအတန်လိုက်တယ်ကစားမကိုယ်တိုင်ကပြောင်းမှုကောင်းကြီးထားပြီးမှနောက်ဆုံး Athletic Club မှာဆက်နေဖို့ဆုံးဖြတ်ထားတယ်ဒါပေမဲ့ကျွန်တော်တို့ယူဒို2024တုန်းကခြေစွမ်းပြပြီးတော့အရန်ကိုတက်တက်လို့ဖြစ်တဲ့ Nico Williams ကယမားလူဖြစ်နေရကနေသူကဒီရာဒီမှာတော်တော်လေးမှိန်သွားပြီးတော့ယမားကပူတက်သွားတယ်ထားပါတော့ယူရိုမှာတို့ရဲ့ level ကဒီလိုအဲ့မှာဒီရာဒီလက်ရောက်သူကသူ expectation ကအမြင့်ကြီးထားတိုင်းနဲ့မှာသူကမတက်လာပဲနည်းနည်းကျပြီးတော့ယမားကဒီလိုအထောင်တက်သွားတဲ့အခြေအနေမျိုးကြီးဖြစ်လာNico Williams ရဲ့ current market ပေါက်ကြီးကယူရို180ရှိတယ်ဒါပေမဲ့သူ့ကိုယူရို68တန်းရောချေးစာချုပ်နဲ့ Chelsea ပဲဖြစ်ဖြစ် Barcelona ပဲဖြစ်ဖြစ် Arsenal ဖြစ်ဖြစ်ခေါ်လို့ရတယ်ဒါပေမဲ့ Barcelona ကသူတို့ရဲ့ financial အခြေအနေကြောင့်သူတို့က Nico Williams ထက်စာရင် market ratio ဆိုရင်140လောက်နဲ့ရနိုင်တယ်သူကိုယ်တိုင်ကလည်းလာစာ show ယူမယ်ဆိုရင်သူ့ဘက်ကပြောင်းဖို့အသင့်ဖြစ်တယ်လို့ပြောထားတယ်ဆိုတော့ Nico Williams ကို Arsenal နဲ့ Chelsea ခေါ်နိုင်မလားကစားမရဲ့လက်ရှိအသက်က22နှစ်ပဲရှိတယ်သူ့ရဲ့ natural position က left winger ဖြစ်ပြီးတော့ inverted winger အနေနဲ့ကစားသလိုညာဘက်ချမ်းက right winger မှာလည်းကစားနိုင်နှစ်နေရာလုံးကစားသူက proper တောင်ပန်ကစားမှာဗျာဒါပေမဲ့အခုခေတ်ကဘယ်တန်ကညာမှာကစားငါညာတန်ကဘယ်မှာကစားတဲ့ခေတ်ဖြစ်တဲ့အချိန်မှာNico Williams ကတော့အဲ့ position တော့အကောင်းဆုံးပဲဒါသူကပြီးခဲ့တဲ့ယူရိုမှာတော်တော်လေးခြေစွမ်းပြတော့သူ့ရဲ့ခြေစွမ်းနည်းနည်းလေးပြန်တက်နေတယ်အခုဒီနေ့ရာသီအတွင်းပေါ့လေဒါအခုဒီရာသီအတွင်းမှာပဲ Nico Williams ရဲ့ performance ကကျွန်တော်တို့မျှော်လင့်ထားသလောက်အဲ့လောက်ထိ performance မကောင်းဘူးဒီ Europa League မှာဆိုရင် Nico Williams ကဒါ total အဖြစ်သူ73ပွဲကစားထားတယ်ဒါ9ဂိုးသွင်း2ဂိုးဖန်တီးထားတယ်ဒါစပိန်လေဝစ်စင်အသင်းတို့အားကိုးရတဲ့ကစားမတစ်ယောက်ဖြစ်သည့်တိုင်အောင်အခုလေဝစ်စင်မှာ26ပွဲမှာ9ဂိုးသွင်းထားတယ်ဒီဟာဒီကလပ်အသင်းနဲ့ပတ်သက်လို့ရှိရင် Athletic Club တို့လာလီဂါမှာ28ပွဲမှာ9ဂိုးသွင်းတယ်ပြိုင်ပွဲဆို43ပွဲမှာ17ဂိုးပဲသွင်းတယ်ဆိုတော့ तू က17ဂိုးကတော့သူ့ career တစ်လျှောက်လုံးမှာအများဆုံးပေါ့ဒါပေမဲ့top club တွေကိုပြောင်းရွှေ့ခြင်းလဲဆိုတော့ဒီတက်ပိုများတဲ့ဒီတက်ပိုကောင်းတဲ့ခြေစွမ်းမျိုးလိုအပ်တာ Nico Williams အဓိကပြဿနာက Nico Williams ရဲ့အဲ့ပြဿနာကအဲ့ဒါပဲဆိုတော့သူကအခုသူ့ရဲ့ agent နဲ့ဒါတာဝန်ရှိသူတွေက Nico Williams အတွက်လောက်ခလာစာကိုတစ်ပတ်ကို4သိန်းတောင်းတယ်ပေါင်4သိန်းဆိုတာကလက်ရှိ Athletic Club မှာရရှိနေတဲ့လာစာရဲ့4ဆကျော်သူလိုချင်တယ် Athletic Club မှာသူ3သိန်းကျော်ရတယ်ဒါပေမဲ့ဒါလက်ရှိမှာArsenal ပဲဖြစ်ဖြစ် Chelsea ပဲဖြစ်ဖြစ်ကြိုက်တဲ့အသင်းတော့4000တောင်းတယ်တစ်ပတ်ကို4သိန်းဆိုတော့ဒီဟာဒီသူတရားဒီလိုစွမ်းဆောင်တဲ့ performance ကိုကြည့်ရင် La Liga 28ပွဲမှာ9ဂိုးသွင်း9ဂိုးဖန်တီးထားတယ်ဆိုတော့ total ဂိုးပေါင်ပတ်သက်မှု10ဂိုးပဲရှိတယ်နောက် Europa League မှာ73ပွဲမှာ9ဂိုးသွင်း2ဂိုးဖန်တီးထားတယ်နောက် Copa del Rey မှာတော့2ဂိုးပဲသွင်းနိုင်ခဲ့ပြီးတော့ဒါ Copa Super Plata မှာ2ဂိုး total 44ပွဲမှာ17ဂိုးသွင်း9ဂိုးဖန်တီးတယ်18ဂိုးပေါင်ပတ်သက်တယ်မဆိုးလို့ပြောလို့ရပါမယ်သူ့ရဲ့ expectation ရဆိုဒီတက်ပိုများတဲ့အခြေအနေမျိုးဒါပေမဲ့ Athletic Club ကသူ့ကိုရောချေးစာချုပ်ရရင်ရောင်းထုတ်မှာဖြစ်တဲ့အချိန်မှာကစားမကအစောပိုင်းတုန်းကတော့ Champions League ကစားခြင်းနဲ့ပါညာနဲ့သူ့အနေနဲ့အသင်းတစ်ကိုပြောင်းဖို့အဓိကတော့ payday ခက်ကြီးရဖို့ပေါ့ဗျာယူရိုတစ်ပတ်ကို4သိန်း
ခတ်တာကအာဆနယ်ရောချယ်ဆီရောကပေးချင်မှာမဟုတ်ဘူးဒါပေမဲ့နီကိုဝီလျံကိုအာဆနယ်နဲ့ချယ်ဆီဆိုရင်လာစာမျိုးပေးမလားချယ်ဆီကတော့ရှင်းတယ်ဂျီမီဂင်ဒက်စ်လို့ကစားမတယောက်ကြည့်တယ်အာဆနယ်ကတော့အခြားတောင်ပန်တွေတော့ကြည့်တယ်အန်ထွမ်စမိုင်းမျိုးတို့ဘာလို့ဘိုးမောက်ကတန်း40လောက်ပဲရှိတယ်တော့အခုနီကိုဝီလျံကိုဘယ်လိုမြင်ကြလဲတစ်ပတ်ကို4သိန်းတောင်းထားတယ်သူဟိုတနေ့ကကစားခဲ့တဲ့ခြေစွမ်းရရောဒီယာဒီမှာသူအဲ့လောက်တော့မကောင်းဘယ်လိုမြင်ကြလဲကိုမမဝင်ရောက်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်